အကွေမပေါ့နော်တဖေး မချစ်ချစ်တယ်မှာမလို့ပါဘူး တော်တော်အမြင်ကန့်နေတာပထမတစ်ခါဖေခေါ်တော့ဒီကောင်ကရုပ်ရှင်တွေကခေါ်တယ်ပေါ့ဒုတိယတစ်ခါကျတော့နည်းနည်းအမြင်ကန့်လာပြီ များသွားပြီများသွားပြီ များပါပြီဒါကြောင့်စိတ်တွေကဒုတိယတစ်ခါကျတော့စိတ်တွေကနည်းနည်းပါဘူး ငါပြောတယ်နောက်တစ်ခါတက်ကြီးတော့မလို့နေဟိုတက်ကနူဘာညာနော်မင်းဘာဆိုလားနော်ရမလို့ အကူနဲ့ဟိုနေ့ကမှစုံတဲ့အချိန်မှာဓမ္မစင်ကအကြောင်းသူကစပြောကျွန်တော်လန့်သွားဒါပေမဲ့လန့်သွားတဲ့အချိန်မှာအိုက်တယ်လို့ဟုတ်လားလို့ပြောပြအောင်လို့အဲ့ဆိုရင်လို့သူတို့ကတိုးတိုးဝင်းနဲ့ squid game လို့လုပ်ကြတာပေါ့နော်အေးဟုတ်တယ်ဆိုရှင်းပြ ပြောနေတာကအေးတွေ့ပြီတာဟဲ့တာဟဲ့တွေ့ပြီတာဟဲ့နော်အဲ့တော့သူ့ကိုကြည့်လိုက်ရင်တကယ်ဟိုပြိုအိုးကြီးတော်အကုန်ပါတယ်ပန်းစည်းရောမုတ်ရောဟာအရန်ချစ်စရာကောင်းတယ်ဗောနော်အဲ့တော့သူ့ရဲ့အမှုပညာလှူရှားမှုကလည်းတကယ်ကိုတော်တယ်တချင်းလေးလည်းဆိုတယ်အရန်ကောင်းတယ်အခုလည်းဆိုပြသွားတယ်ဆိုမိဂလာပါမိဂလာဟုတ်တယ်မလားဟုတ်ပါတယ်မင်းကကြည့်ဦးပါမင်းကဟိုသေးပါဘူးခင်ပြီပါနော်ဒါအမှုပညာအရဆိုရင်လည်းဒီကလေးလေးကတက်တန်းတိုးပေးမဲ့ဒေဥဆောင်ရောအဆိုတော်ရတယ်နောက်ဆိုရင်မိတ်ကပ်ပါလို့တော့မှာဗျာ ခင်ဗျာ ပြားတယ် အလကားပြောတာပါကဲတော့ကျေးဇူးအများကြီးတင်ပါတယ်